ဆိုတော့ Fog Barmy Discovery ကပါအခုကျွန်တော်ပြောပြမယ့်အကြောင်းအရာကတကယ်ကိုစိတ်မကောင်းဖြစ်ဖို့လည်းကောင်းတယ်လို့ကြားလိုက်ရရင်ရင်ထဲမှာတော်တော်ကလေးကိုတုန်လှုပ်သွားစေမယ့်အမှုအမှန်တစ်ခုဖြစ်ပါတယ်။ပုံကဒီလိုပြအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်ကဗန်တန်ဆိုတဲ့မြို့ကလေးတစ်မြို့မှာပေါ့နော်။အဲဒီကရဲတပ်ဖွဲ့ဝင်တွေဟာအခြားအမှုတစ်ခုကိုစုံစမ်းစစ်ဆေးရင်းနဲ့အိမ်ကိုရှာဖွေဖို့ရန်အနေနဲ့ဝင်ရောက်ရှာဖွေခဲ့ကြတယ်ပေါ့။ဒါပေမဲ့သူတို့အိမ်ထဲလည်းဝင်လိုက်ရောတကယ်မမျှော်လင့်ထားတဲ့စိတ်မကောင်းစရာအခြေအနေတစ်ခုနဲ့တွားတိုးပါတော့တယ်။အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီအိမ်ထဲမှာအသက်18လသားအရွယ်ကလေးငယ်ကနေအသက်18နှစ်အရွယ်လူငယ်အထိကလေးနဲ့လူငယ်စုစုပေါင်း16ယောက်ကိုရှာဖွေတွေ့ရှိခဲ့တာပါပို့ပြီးတော့ရင်နာဖို့ကောင်းတာကအဲ့ဒီကလေးတွေထဲကအများစုဟာ12ပေပတ်လည်လောက်ပဲရှိတဲ့ခန်းချင်းလေးတစ်ခန်းထဲမှာလေးနှစ်နီးပါးကြာအောင်ပိတ်လောင်ခံထားရတာဖြစ်ပါတယ်ရဲတွေရဲ့ပြောကြားချက်အရတော့အဲ့ဒီအခန်းထဲကအခြေအနေတွေဟာတကယ်ကိုကြောက်စရာကောင်းပြီးအနဲ့အသက်တွေဟာလည်းဘလို့မှမခံနိုင်လောက်အောင်ဆိုးရွားလွန်းတယ်လို့ဆိုပါတယ်။တရိတ်ဆန်တွေကိုတောင်ဒီကလေးတွေထဲပိုကောင်းတဲ့နေရာတွေမှာထားပါသေးတယ်လို့နိုင်ချင်ပြီးပြောသွားခဲ့ပါသေးတယ်။ဆိုတော့ဒီကလေးတွေဟာကျောင်းလည်းမတက်ခဲ့ရသလိုဘာပညာရေးမှလည်းသင်ကြားခွင့်မရခဲ့ကြပါဘူး။ကလေးတချို့ဆိုရင်စကားတော့ကောင်းကောင်းမပြောတတ်ကြတော့ဘူးဗျ။အသက်18နှစ်ရှိပြီဖြစ်တဲ့လူငယ်တယောက်ဆိုရင်သူ့ရဲ့နာမည်ကိုတော့စာလုံးပေါင်းမပေါင်းသက်ရှာခဲ့ပါဘူး။ဒါကြောင့်ကလေးအတော်များများကိုဆေးရုံအမြန်ပို့ခဲ့ရပြီးကလေးတယောက်ဆိုရင်အထူးကြက်မှတ်ကုသဆောင် ICU ထဲအထိထည့်ထားခဲ့ရပါတယ်။ခြားကလေးနှစ်ယောက်ကလည်းရရှိထားတဲ့ဒဏ်ရာတွေကြောင့်အရေးပေါ်လေကြောင်းလိုင်းနဲ့ပါဆေးရုံကြီးတွေကိုပို့ဆောင်ပေးခဲ့ရပါတယ်။ဒီအမှုမှာအိမ်မှာရှိတဲ့လူကြီးလေးယောက်ဖြစ်တဲ့Gary Sider, Christina Sider, Gary Sider Jr. နဲ့ Elizabeth Sider တို့ကိုရဲတွေကချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ရဲတွေရဲ့အယူအဆအရGary Sider Jr. နဲ့ Elizabeth တို့ဟာအဲ့ဒီကလေးတွေထဲဟာတချို့ရဲ့မိဘတွေဖြစ်နိုင်တယ်လို့ယူဆရပေမဲ့ကလေး16ယောက်လုံးရဲ့မိဘဟုတ်မဟုတ်ကိုတော့အတိမပြုနိုင်သေးပါဘူး။အခုလောလောဆယ်မှာတော့အဲ့လူကြီးလေးယောက်စလုံးကိုကလေးတငယ်အန္တရာယ်ပြုမှုအချက်ပေါင်း16ချက်စီနဲ့တရားစွဲဆိုထားပြီးတရက်ကိုဒေါ်လာ3သိန်းစီနဲ့အာမခံငွေသတ်မှတ်ထားပါတယ်။ဒါပေမဲ့သူတို့ကတော့အပြစ်မရှိကြောင်းငင်းဆိုထားကြဆဲပါ။ဟုတ်ကဲ့အခုချိန်မှာတော့ကလေးတွေအားလုံးဘေးကင်းရာကိုရောက်သွားကြပြီဖြစ်ပြီးအမှုမှန်ကိုတော့ရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းစစ်ဆေးနေတုန်းပဲဖြစ်ပါတယ်ဗျာ။ဒါကတော့Fog Barmy Discovery ကနေပြန်ပြီးဘာသာပြန်ဆိုထားခြင်းပဲဖြစ်ပါတယ်။အမားရှိရင်လည်းခွင့်လွတ်နားလည်းပေးကြပါ။ကျေးဇူးတင်ပါတယ်။